ဘာလို့လဲကို ညီလေးအခုရဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းနဲ့ဒီစိုက်ပျိုးရေးလုပ်ငန်းမှာတုံမှုတော့ကိုစက်ပစ္စည်းတွေလက်ကြည့်တာအဲ့ဒါဒီလိုဆိုင်မှာရှိလားရှိကိုပြပြီ ရှိတာပေါ့ကိုကျွန်တော်ဆိုင်မှာဆိုလို့ရှိရင် Caterpillar နဲ့ Coral brand လေးရှိရလေကို Caterpillar လေးဆိုလို့ရှိရင် 18 TC 64နဲ့ Coral လေးဆို AC 65ကန်လေးရှိရလေကိုလာလေကိုဒီဘက်မှာ compressor လေးလိုက်ပြပေးမယ်လေကျွန်တော်စီမှာတော့ကို Dragon Design နဲ့ Puma Design compressor လေးရှိရလေကို Dragon Design လေးဆိုရင်တော့အဝေးစီးတွင်သုံးလို့ရတဲ့အပြင်ဟိုမှာလေတို့ကျွတ်ပါသုံးမယ်ဆိုလဲအဆင်ပြေတယ်ကို Puma Design လေးတွေဆိုလို့ရှိရင်လည်း engine ထိစားမလို့ engine ဘိုးတွေပါတက်တာတော့ပေါ့ကို โอเคညီလေးအဲ့ဆိုအခုရဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းနဲ့အခုတော့ရဲ့အလားပြေဆိုင်တော့ကိုမီဆက်လေးလည်းကြည့်ချင်တယ်အဲ့ဒါဘာ brand လေးရှိတယ်ညီတို့ဆိုင်မှာအခုပြမယ် ။အော်ရှိတာပေါ့ကိုဒီဘက်မှာ brain ဆိုဖို့အတွက်ဆိုလို့ရှိရင်တော့ပိုးပိုးပပနဲ့သုံးလို့ကောင်းမဲ့ carbon brain မီးစက်လေးရှိရလေကို။အခုတော့အလားပြင်ဆိုင်တော့ဆိုလို့ရှိရင်တော့ Honda လေးက diesel မီးစက်လေးရှိရလေကို โอเคညီလေးအဲ့ဆိုလို့ရှိရင်အခုလေးဒီစိုက်ပျိုးရေးလုပ်ငန်းတုံမှုတော့ကိုစက်ပစ္စည်းလေးကြည့်ချင်တယ်အဲ့ဒါတွေလည်းကိုလိုက်ပြမယ် ။ဟောကြည့်ပါလေဗျ။အခုရှေ့ကြွပါဗျ။ စိုက်ပျိုးရေးအတွက်ဆိုလို့ရှိရင်တော့ရေမော်တာလေးအသုံးများရလေကိုကျွန်တော်တို့စီမှာဆိုရင်ရေပေါ်မော်တာလေးနဲ့ရေမြုပ်မော်တာလေးရှိရကိုရေပေါ်မော်တာလေးဆိုရင်အမြင့်ပေ200လောက်ထိတင်နိုင်တဲ့မော်တာလေးရှိရကိုရေမြုပ်မော်တာဆိုလို့ရှိရင်လည်းအထွက်2လက်မနဲ့ကျွန်တော်တို့တနာရီကိုဂါလန်1000လောက်ထိတင်နိုင်တဲ့မော်တာလေးရှိရကိုနောက်ပြီးရင်ကပ်ပန့်လေးတွေဆိုလည်းဟိုဘက်မှာရှိရကို โอเคညီလေးတော့ဒီလေးအခုအားရနာကိုကြောက်ပြတဲ့ချက်ပဲရောင်းမရဘူး ဟိုဒီမှာကြောက်ပါ โอเคကျေးဇူးတင်တယ် အာကကတော့စားပြီကွာ